Hello မင်္ဂလာပါရှင်ဒီညအဖူးလုံနေလေးထပ်ပြပေးမယ်နော်အဖူးလုံနေက3မျိုးလောက်ရှိရပါတော့3မျိုးလောက်ရှိရတဲ့ထဲမှာအခုဒီရှေ့နှစ်ဖူးကလုပ်ပြပေးတာပေါ့ဒီဖူးလေးကကြတော့လုပ်မပြသေးဘူးနော်လုပ်မပြသေးဘူးဆိုအဲ့ဒါလေးကိုတို့ပြပေးမယ်သူကစာခဏလေးနဲ့အတွင်းထဲကိုရှေ့ပြီးတော့လုပ်ရှေ့ပြီးလုပ်ရတဲ့အဖူးလေးပေါ့နော်ဒီအဖူးလေးကတော့ချစ်စရာကောင်းတာပို့ပြီးတော့ပေါ့နော်ဟိုအဖူးလေးကြတော့အလဲမှာအဆန်လေးထည့်ထားသလိုမျိုးလုပ်ရတာပေါ့နော်နောက်တော့2အောင်ဆက်အဖူးလေးရောအဆန်ထည့်ထားတဲ့အဖူးလေးရောနှစ်ခုစလုံးကဟိုအကောင့်ထဲမှာတင်ထားပါတယ်နော်တင်မိသားလေးပါဒီအဖူးလေးကတော့မလုပ်ပြအနီးကပ်လေးမလုပ်ပြရသေးလို့ဒီအဖူးလေးကိုလုပ်ပြထားတာပါနော်အဖူးလုံးကြီးက3မျိုးရှိပါတယ်နော်အဖူးလုံးကြီး3မျိုးရှိပါတယ်ချစ်စရာကောင်းတဲ့အဖူးလေးဆိုရင်ဒီလိုပုံစံမျိုးလေးလုပ်လို့ရပါတယ်အလဲဝစ်ဆန်ကြီးကြီးနဲ့အဖူးလေးလုပ်ချင်ပါတယ်ဆိုရင်ရှေ့မှာတင်ထားတဲ့ဗီဒီယိုဖိုင်တွေပြန်ကြည့်ပြီးလုပ်လို့ရပါတယ်နော်ပြီးတော့2အောင်ဆက်အဖူးနဲ့အရွက်လုံးလေးတွေရောတင်ထားပါတယ်ရှင်ဒီအဖူးလေးကိုကြတော့ထိတ်ကလေးကိုအောက်ကဝိုင်းလေးကိုကြတော့အားနဲ့မဆွဲပဲနဲ့ချီထိုးတဲ့ခါကျရင်လေအားနဲ့မဆွဲပဲနဲ့ထိတ်ပိုင်းလေးရောက်တော့မှသာလေအตาလေးနောက်ကနေညှစ်ပြီးတော့ဆွဲပါမယ်နော်အဲ့ဒါမှသာလေအောက်ပိုင်းလေးဝိုင်းပြီးတော့ထိတ်ပြားချွန်ချွန်လေးနဲ့ချစ်စရာကောင်းပါပါလှမှာပါနော်ပြီးရင်အရွက်ခေါင်းလေးလည်းတင်ထားပါတယ်ချစ်တို့ကြီးအောက်ပိုင်းအရွက်လေးဆက်ခေါက်သွားလို့ရပါတယ်โอเคဒီဖူးလုံးလေးပြလိုက်ပြီနော်ကျေးဇူးတင်ပါတယ်စီပေးကြပါစေနော်